ရန်ကုန်ပြည်လမ်းပိုင်းရှိစစ်တပ်၏စစ်ကွင်းတာဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိစုံမှုများပြပြီးအရှင်ဖမ်းမိသူများလည်းရှိပြည်ထကြီးအားလုံးမင်္ဂလာပါရှင်ဒီကနေ့တိစုံရမယ့်တနင်္လာဆိုရင်တော့ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိသောစစ်တပ်၏စစ်ကွင်းတာဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုပြူစောတိကောင်းဆောင်တအူအပါအဝင်တိခိုက်တိစုံမှုများပြကြောင်းဒေသပြည်သူများနှင့်တော်လိုင်းသတင်းရင်းများကပြောပါတယ်ဇန်နဝါရီလ9ရက်နေ့နေ့အစောပိုင်းတွင်ရန်ကုန်ပြည်လမ်းပိုင်းရှိအကျန်းဖက်စစ်တပ်၏စစ်ကွင်းတာဆောင်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲမှုဖြစ်ပွားသောနေရာကိုစစ်ကူပေးရင်လာရောက်သည့်စစ်တပ်စစ်ကြောင်းများကိုပါတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခြင်းကြောင့်တိုက်ပွဲနေရာများကျေပြန့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုအကျန်းဖက်စစ်တပ်၏စစ်ကွင်းတာဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုအတွင်းမှာစိန်ကက်လန့်ရွာမှဖြူကောင်းဆောင်တေစားညွတ်အပါအဝင်စစ်သား20ဦးအထက်မနည်းတေဆုံးခဲ့ကြောင်းထိုအပြင်အရှင်ဖမ်းမိသောအကြမ်းဖက်စစ်သားများရှိသည်ဟုဒေသပြည်သူများကပြောဆိုတော့လေသတင်းဌာနအနေဖြင့်တိကျအတည်ပြုနိုင်ခြင်းမရှိသေးပေမနေ့ကတိုက်ပွဲကမနက်မိုးလင်းတဲကပြင်းထန်ခဲ့တာဟုတ်ပါတယ်စစ်ခွေးတွေထိခိုက်ဒေဆုံးမှုများတာလည်းဟုတ်ပါတယ်အရေးအတွက်ဘယ်လောက်လဲဆိုတာကတော့တပ်ဆိုင်ရာတပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်ကျွန်တော်တို့လည်းအတည်ပြုပေးလို့မရပါဘူးဟုတော်လိုင်းရင်းမြစ်ကပြောပါတယ်ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်ကစစ်ကွင်းတာဆောင်ဂိတ်ကိုရှင်းလင်းရေးလှုံ့ဆော်ခဲ့ခြင်းကြောင့်ရန်ကုန်ပြည်လမ်းပိုင်းကိုအချိန်ကြာမြင့်စွာပိတ်ခဲ့ကြောင်းထို့သို့လမ်းပိုင်းပိတ်ဆို့မှုဖြင့်စစ်သားနှင့်ပြူစောထီလောင်းများကိုအင်စီကားများဖြင့်တဲထုတ်သွားကြောင်းလည်းသိရပါတယ်။မနေ့ကတိုက်ပွဲပြင်းထန်ခဲ့တာကြောင့်စစ်ကွင်းတာဆောင်ဂိတ်မှာဖြစ်ပွားတာကစစ်ခွေးတွေကတိုက်ပွဲဆဖြစ်ကြတဲ့ကစစ်ကွင်းတာဆောင်ဂိတ်ကိုစစ်ကူတွေလာတဲ့စစ်ကြောင်းဖြတ်တန်းသွားတဲ့လမ်းကြောင်းတွေမှာပါထိတွေ့တိုက်ပွဲမှုတွေဖြစ်ပွားခဲ့တယ်လို့တိုက်ပွဲနယ်မြေကျပြန့်သွားတာစစ်ကွင်းတာဆောင်ပွဲမှာစိန်ကက်လက်ရွာကပြူကောင်းဆောင်တေးစားညွန့်လည်းသိတယ်လို့သိရပါတယ်။နောက်ပြီး PDF တွေအရှင်ဖမ်းသွားတဲ့စစ်ခွေးတွေလည်းရှိရလို့သိရပါတယ်။စစ်ခွေးတွေကခွေးလောင်းတွေကိုရန်ကုန်ပြည်လမ်းပိတ်ပြီးစစ်ကွေးမျိုးဘက်ကိုပြန်တည်ဆောင်သွားတယ်လို့သိရပါတယ်လို့ဒေသအရင်းမြစ်ကပြောပါတယ်။လက်ရှိတွင်စစ်တပ်ကရန်ကုန်ပြည်လမ်းဘေးရှိစစ်စခန်းများကိုစစ်အင်အားဖြည့်တင်းထားသည့်အပြင်ပဲခူးတိုင်းအတွင်းတို့လည်းစစ်အင်အားများထပ်မံဖြည့်တင်းနေကြောင်းသိရပါတယ်။